ဒါလေးရရွှေဆက်ပြလေးလုံးနေတာပါဒါလေးကိုလောင်းမယ်နော်ခုနကအောင်မဲညူဆက်ပြလေးရဲ့ပေါ်မှာစပရေးလေးဖြန်းလာမယ်ခဏလေးရတယ်ခင်ပေါ်ဟာလေးမှုပြီးတယ်ဟုတ်မှုပြီးတယ်ပေါ်ဟာလေးမှုပြီးတယ်ရပြီနောက်တစ်ခွက်ဖြန်းလိုက်တယ်ထက်လိုက်တော့ရပြီရပါပြီဒီထဲမှာကြီးကြီးလေးတစ်ခုထည့်လာမယ်အဲ့ဆိုမှဖြစ်တယ်ဘဘကဟာလေးလည်းရတယ်တော့ဘာလောက်ထည့်လိုက်ကြရတော့ဘာလောက်ထည့်လိုက်ရပြီကျန်တာဘယ်ကောထည့်အောင်နောက်ထည့်လိုက်တယ်လောလောခဲထည့်လိုက်တယ်ရတယ်ဆီယမ်းရွှေစတဲ့ထည့်လိုက်တော့ကောင်းလားထည့်လိုက်ရတခုရပါတော့ပါဒီသေးလေးကြာအများနဲ့ဆောင်လို့ချက်တာလိုက်တယ်โอเค